ဒီဗီဒီယိုလေးကိုအမျိုးသမီးလေးတွေစောင့်အောင်ကြည့်ပါအမျိုးသမီးလေးတွေအတွက်သတင်းကောင်းလာပြောတာတခြားဥစ္စာမဟုတ်ဘူးကိုယ့်ရဲ့အမျိုးသားလေးရဲ့နော်ညီလေးမှာမှဲ့ပါတဲ့သူတွေရှိလားညီလေးနဲ့ညီလေးတဝိုက်မှာမှဲ့ပါတဲ့သူတွေဆိုရင်ဒီဗီဒီယိုကိုမကြော်သွားနဲ့ဘာဖြစ်လို့လဲဆိုတော့ကြတော့အတိလိုလူမျိုးတွေကထိမ့်ရခက်တယ်နော်အတိလိုလူမျိုးတွေကမျက်နှာများတယ်စမ်းပွင့်တယ်မိန်းမရှုပ်တယ်နော်အကြောင်းအမျိုးမျိုးကြောင့်သူ့ကိုကြည်နေတဲ့ကောင်မလေးတွေရှိတယ်နော်အတိလိုလူမျိုးကိုကိုကကောင်းကောင်းမွန်မွန်မထိမ့်သိမ့်နိုင်ဘူးဆိုလို့ရှိရင်အချိန်တန်ကြလို့ရှိရင်သုံးပွင့်ဆိုင်ဇလန်းတွေဖြစ်လာမယ်နော်သုံးပွင့်ဆိုင်ဇလန်းတွေဖြစ်လာတဲ့အခါဟိုကောင်မလိုလိုဒီကောင်မလိုလိုနဲ့ကိုလည်းခေါင်းနောက်ကတယ်ဟုတ်ပြီလားအတိတော့ကြတော့သူ့အတွက်လည်းအစင်ပြေကိုအတွက်လည်းအစင်ပြေအောင်အမကနီးလန်းလေးတစ်ခုပြင်မယ်ဒီသုံးပွင့်ဆိုင်ဇလန်းတွေမဖြစ်ခင်မှာကိုကလည်းအောက်ကြနောက်ကြခံစီရမလို့ဘူးဟုတ်ပြီလားနော်အဲ့ဒီတော့သူ့ဘာသူမှဲ့ပဲပါပါဘာပဲပါပါနော်ကိုကတော့နော်ရှယ်ချုပ်မယ်ဟလားဘလို့ချုပ်မလဲဆိုလို့ရှိရင်ကြည့်မယ်နော်အဲ့ဒီလိုမှဲ့ပါတဲ့ကိုကြီးတွေမောင်လေးတွေကိုနော်ကိုကဘလို့ချုပ်မလဲဆိုလို့ရှိရင်နော်ကိုရဲ့ပူစီလေးကိုဟော်ဒီစီရန်လေးတစ်နေ့ကို2ကြိမ်လိမ့်မယ်2ကြိမ်လိမ့်ပြီးတော့နော်ပူစီလေးကိုတေချာမှုေးပြန်ပြီးကြစ်လစ်နေအောင်ထားလိုက်เนาะအဲ့ဒါဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ကြကိုယ့်ရဲ့ချစ်သူကကိုအနာကနေလုံးဝမခွာနိုင်ဘူးဖြစ်သွားစီရမယ်เนาะဟုတ်ပြီလားအဲ့တော့မှဲ့ပါတဲ့သူတွေเนาะမှဲ့ပါတဲ့သူတွေပိုင်ဆိုင်ထားတဲ့သူတွေလုံးဝမကြော်သွားနဲ့เนาะတေးသေးချာတော့เนาะဟိုဘယ်လိုခေါ်မလဲချုပ်နိုင်တဲ့ဆွမ်းအားတွေရှိနေဖို့လိုနေပြီเนาะအဲကြောင့်မလို့ခုခေတ်ကစနိုက်ကြော်တဲ့တအားခေတ်ထနေတဲ့ခေတ်မလို့လေကိုအရင်ဦးဆုံးပေါ့เนาะမှုရေးပြန်လက်ဆက်နေအောင်အရင်ဦးဆုံးလုပ်မယ်ဟုတ်ပြီလားเนาะမှဲ့ပါတဲ့ကိုကြီးတွေတတိထားเนาะကောင်မလေးတွေရှယ်ချုပ်တော့မယ်เนาะ